နာချင်းချီခွဲကနေရဲ့တွေလေနာလောင်နဲ့မျက်နာမြင်ခြင်းကလေးကကိုပြောင်းွယ်ခဲ့ပြီချိန်စော်ရတင်ထားတဲ့လမ်းမမောင်တဲ့နာလောင်စကားလေးရဆုံးလေးစိတ်နာကိုအစိပ်ပြေခဲ့